မင်္ဂလာပါခင်ဗျာဆရာမျိုး SSM ရဲ့ lecture on analysis ကပြန်လဲကြိုးဆိုပါတယ်ဒီကနေ့ဆွေးနွေးပို့ချမယ့်အကြောင်းအရာက session အသစ်ဖြစ်တဲ့ compact set ကြစ်လစ်တဲ့အစုများအကြောင်းပဲဖြစ်ပါတယ် article 2.31 definition ကတော့ compact set တွေကိုအဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက်လိုအပ်တဲ့ open cover ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုပဲဖြစ်ပါတယ် definition လေးကိုဖတ်ကြည့်အောင် by an open cover of a set E in a metric space X we mean a collection G sub alpha of open subsets of X such that E subset union over alpha G sub alpha. Definition ရဲ့အဓိပ္ပာယ်ကတော့ by an open cover of a set E in a metric space X. Metric space X ထဲကအစုတစ်ခုဖြစ်တဲ့ E ရဲ့ open cover ဆိုတဲ့စကားရပ်အားဖြင့်တနည်းအားဖြင့်စကားလုံးအားဖြင့်ဝေါ်ဟာရအားဖြင့် we mean a collection G alpha or open subsets of X such that E subset union over alpha G sub alpha union လုပ်ခြင်းဖြင့် E ကို subset အဖြစ်ပိုင်ဆိုင်သော X ရဲ့ open subset တွေအားလုံးရဲ့အစုအဝေးကိုဆိုလိုပါတယ်တဲ့။ဒီနည်းအားဖြင့် E ရဲ့ open cover ဆိုတာ X ရဲ့ open subset တွေရဲ့အစုအဝေးတစ်ခုဖြစ်ပြီးတော့အဲ့ဒီအစုအဝေးထဲမှာရှိတဲ့ open set တွေအားလုံးကို union လုပ်လိုက်လို့ရှိရင် E ကိုအစုပိုင်းအဖြစ်ပါဝင်စေမှာဖြစ်ပါတယ်။ဒီနည်းအားဖြင့် E ကိုငုံထားနိုင်မဲ့ open set တစ်ခုရရှိစေမှာဖြစ်ပါတယ်။ Article 2.32 definition a subset K of a metric space X is said to be compact if every open cover of K contains a finite subcover ဒီ article ကတော့ compact set ရဲ့ definition မှာအဓိပ္ပာယ်လေးကိုကြည့်အောင် a subset K of a metric space X metric space X ရဲ့အစုပိုင်းဖြစ်တဲ့ K ကို is said to be compact ဖြစ်တယ်လို့ဆိုပါမယ်တဲ့ဒီ S is said to be ဆိုတာကဒါဖြစ်သည်ဟုဆိုသည်ပေါ့နော်ကျွန်တော်အရင်တော့လည်းပြောဥပါတယ် is said to form ဆိုရင်ဖြစ်ပေါ်စေသည်ဟုဆိုသည်ပေါ့ is said to compact ဆိုလို့ရှိရင်ကြတော့ဒါစုစုံသည်ဟုဆိုသည်စုယုံချင်းကသည်ဟုဆိုသည်စသည်ဖြင့်ဘာသာပြန်ရပါတယ်ဒီမှာဆိုရင် is said to be ဖြစ်သည်ဟုဆိုသည်เนาะ compact ဆိုရင် compact ဖြစ်သည်ဟုဆိုသည်ပေါ့နော် if every open cover of K contains a finite subcover ဒါပဲကတော့အကယ်၍ K ရဲ့ open cover တိုင်းမှာ finite subcover တခုအများတန်းရှိနေမယ်ဆိုရင်ဒီ K လေးကို compact ဖြစ်တယ်လို့ခေါ်ပါမယ်အဲ့တော့ဒါကတော့ compact ရဲ့ definition ပေါ့အဲ့တော့ဒီ exact subset ဖြစ်တဲ့ K လေးကိုဒီ definition ရဲ့ဆိုလို့ရတော့ဒီ K ရဲ့ open cover လေးတခုကိုယူလိုက်တိုင်းအဲ့ဒီ open cover ထဲမှာ finite subcover တခုအများတန်းရှိနေရမယ်လို့ဆိုလိုတာဖြစ်ပါတယ် More explicitly, the requirement is that if collection of G alpha is an open cover of K, then there are finitely many indices alpha 1 up to alpha n such that K subset union of G sub alpha 1 up to G sub alpha n အဲ့တော့ဒါ definition ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့တိတိကျကျပြောရမယ်ဆိုလို့ရှိရင် K က compact ဖြစ်ဖို့အတွက်လိုအပ်ချက်ကတော့ဒီ the set of G sub alpha ဟာ K ရဲ့ open cover တခုဖြစ်တယ်လို့ဆိုလို့ရှိရင်ထိုအခါမှာ alpha 1 to alpha n ဆိုတဲ့အရေးအတွက်အတိအကျရှိတဲ့ indices တွေရှိပြီးတော့အဲ့ဒီ indices တခုချင်းနဲ့သက်ဆိုင်တဲ့ open cover တွေအားလုံးရဲ့ union ဟာ K ကို subset အဖြစ်ပိုင်ဆိုင်စေရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။တနည်းအားဖြင့် K subset of G sub alpha 1 union up to G sub alpha n ဖြစ်နေရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။အဲ့တော့ဒီ compact set ရဲ့ definition ကိုကျွန်တော်တို့ကပို့ပြီးတော့နားလည်စေဖို့အတွက်ဆိုလို့ရှိရင်သူနဲ့အဓိပ္ပာယ်တူတဲ့ contrapositive statement ကိုကျွန်တော်တို့ကစဉ်းစားကြည့်ရမှာဖြစ်ပါတယ် statement if B then Q ရဲ့ contrapositive statement ကတော့ if not Q then not B ဖြစ်ပါတယ်အခုဒီ definition 2.32 မှာဆိုလို့ရှိရင် if B then Q နဲ့နိုင်ရှင်ကြည့်တဲ့အခါမှာ P ကအခုဒီမှာမြင်တွေ့ရတဲ့ every open cover of K contains a finite subcover ဖြစ်ပါတယ် Q ကတော့ a subset K of a metric space X is compact ဖြစ်ပါတယ်ဒါကြောင့်သူ့ကို contrapositive statement အဖြစ်ပြောင်းတဲ့အခါကျတော့ if not Q then not P ပုံစံမျိုးပြောင်းအောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာရေးထားတဲ့အတိုင်း if a subset K of a metric space X is not compactဒါ if not Q ဖြစ်ပါတယ် then there is an open cover of K that contains no finite subcover ဒါတော့ then not P ဖြစ်ပါတယ်ဆိုလိုရင်းကိုလေ့လာတဲ့အခါကျတော့ metric space X ရဲ့ subset ဖြစ်တဲ့ K ဟာ
compact မဟုတ်ဘူးဆိုလို့ရှိရင်သူ့မှာ finite sub ကပါလုံးဝမရှိတဲ့ open ကပါတခုရှိမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်မလို့ non compactness compact မဟုတ်ဘူးဆိုတဲ့ definition ကိုအခုလိုရေးနိုင်မှာဖြစ်ပါတယ် if there is an open cover of K that contains no finite sub cover then K is not compact ဒီလိုရေးနိုင်မှာဖြစ်ပါတယ်ဆိုလိုရင်းကတော့ K မှာ finite sub cover လုံးဝမရှိတဲ့ open cover တခုရှိနေမယ်ဆိုလို့ရှိရင် K ဟာ compact မဟုတ်ဘူးလို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က definition တွေကိုလေ့လာတဲ့အခါမှာဒါမှမဟုတ် theorem တွေကိုလေ့လာတဲ့အခါမှာပုံမနားလည်ဖို့အတွက်ဆိုလို့ရှိရင် contrapositive သူ့ရဲ့ contrapositive statement တွေကိုလည်းပဲရေးတောင်းလုပ်ရပါမယ်နားလည်အောင်လုပ်ရပါမယ်နောက်ပြီးတော့တခြားသော equivalent statement တွေကိုလည်းပဲရေးတောင်းအောင်လုပ်ရမှာဖြစ်ပါတယ်ကဲဆက်ပြီးတော့အောက်ကမှတ်ချက်လေးတွေကိုဖတ်ကြည့်အောင်ဒီမှတ်ချက်တွေကိုတော့ဖတ်ရင်းနဲ့ပဲရှင်းသွားပါမယ် The notion of compactness is of great importance in analysis အဲ့တော့ဒီ compact ဖြစ်တယ်ဆိုတဲ့အသိပညာဟာအယူဆဟာ analysis မှာအလွန်မှအရေးကြီးပါတယ် especially in connection with continuity chapter 4အထူးသဖြင့် chapter 4မှာဆွေးနွေးမဲ့ continuity နဲ့ပတ်သက်ပြီးတော့အလွန်အရေးကြီးပါတယ် It is clear that every finite set is compact finite set တိုင်းဟာ compact ဖြစ်တယ်ဆိုတာကထင်ရှားပါတယ်။ဘာကြောင့်လဲဆိုတော့ finite set ဆိုတဲ့အတွက်ကြောင့်သူ့မှာ element အရေအတွက်က finite ရှိတယ်။တစ်ခုချင်းကိုဖုံးအုပ်ဖို့အတွက် open cover လည်းပဲ finite အရေအတွက်ပဲလို့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ finite set တိုင်းဟာ compact ဖြစ်ပါတယ်။ The existence of a large class of infinite compact sets in RK will follow from theorem 2.41 RK ထဲမှာ infinite compact set တွေရဲ့အစုဝေးပေါ့ class ပေါ့နော်ကြီးမားတဲ့အစုဝေးတစ်ခုရှိတယ်ဆိုတာကို theorem 2.41 ကနေပြီးတော့မှရရှိလာမှာဖြစ်ပါတယ် We observed earlier in section 2.29 that if E subset Y subset X then E may be open relative to Y without being open relative to X section 2.29 မှာလေ့လာခဲ့ပါတယ်တဲ့ဒီ matrix space X ရဲ့ subset ဖြစ်တဲ့ Y နဲ့က subset တစ်ခုဖြစ်တဲ့ E ဟာ X ထဲမှာ open မဖြစ်ပေမဲ့လဲ Y ထဲမှာတော့ open ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဆိုတာကိုတွေ့ခဲ့ပြီးဖြစ်ပါတယ် The property of being open thus depends on the space in which E is embedded ဒါကြောင့်မို့ open ဖြစ်တဲ့အချက်ဟာဆိုလို့ရှိရင်အဲ့ဒီ set ကိုမြုပ်နှံထားတဲ့ space အပေါ်မှာမူတည်ပါတယ်တဲ့ The same is true of the property of being closed closed ဖြစ်တယ်ဆိုတဲ့အချက်ကလည်းပဲထိုတိုင်းမှာပဲတဲ့သူ့ကိုမြုပ်နှံထားတဲ့ space ပေါ်မှာမူတည်ပါတယ်ဒီနေ့တော့လောက်ပါပဲကျေးဇူးတင်ပါတယ်